Sông La Phi Bồ Đà Nị Bồ Đà Nhã Xoa Ye Không nói chế dụ rồi đi gũ Bù dò đó áp hiện Sinh chêm bà biểu lộ đệ Thì nên nhạc Dhamma tập hình kháng nào Đã cho một Bồ Đà Ye Không nói chế dụ rồi đi gũ Tí sĩ giá ya áo Chỉ nhô giá ya áo Nó số biểu Chà đế trò chà Phaya nó sẽ lý dụ Karma Buddha Chà đế trò kháng ghế đệ Phaya vào nó sẽ lý dụ sĩ Lý tên chì nè Các bạn đã thấy cả là bà lô Parami rồi đi phía sĩ ghế đệ Ở đây lúc phía sĩ ghế đệ khám Phaya vào nó sẽ lý dụ nè Sống đuôi ghế đệ bỏ Ở đây lúc sống đuôi đệ khám Nó sẽ lý dụ đó Bồ Đà đi thang ngã đi bì Phaya sẽ lấy mẹ lúc số đệ Phaya đi đã Anaga hóa cha chết Prophecy lúc khó đấy Prophecy lúc English lúc khó cha đấy Thì Em đã mà đi cha tì cha đấy Hô khinh bộ Hô khinh thúc đấy lúc số Phaya đích số ra Phaya đi đã số đấy sẽ gã Hô khinh thúc đấy Màဖြစ်သေးတာကိုကြိုတင်ဟောကိန်းထုတ်တာယုတ်တိရှိရလားတဘာဝအနေနဲ့ကိုဖြစ်နိုင်လားလို့ဆိုအခုဟောကိန်းထုတ်တဲ့ပုဂ္ဂိုလ်တွေကတာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးသဗ္ဗညုတဉာဏ်တော်ရှင်ဘုရားသခင်ကိုရောမြတ်တွေဖြစ်တယ်ဒီကနေ့တာမန်လူသားတယောက်ကတောင်မှပဲဘယ်နေ့မုံတိုင်းဝင်လိုက်မယ်မုံတိုင်းတိုက်လိုက်မယ်ဘယ်နေ့ငရင်လှုပ်လိုက်မယ်ဘယ်နေ့လက်ကျလိုက်မယ်ဘယ်နေ့နေကျလိုက်မယ်ဟောကိန်းထုတ်လို့ရတာဘာဖြစ်လို့ဟောကိန်းထုတ်နိုင်တယ်လဲလို့ဆိုပစ္စုပန်ဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုကြည့်ပြီးတော့မဖြစ်သေးတဲ့အနာဂတ်ကိုပြောလို့ရတယ်။ဒါကအင်မတန်မှသဘာဝကျတဲ့စကားတစ်ခုပဲနော်။မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အိန္ဒိယဘင်္ဂလားအော်ပင်လယ်ထဲမှာလေဖိရဝန်းကြီးတစ်ခုဖြစ်ပေါ်နေတယ်။မကြာခင်မုန်တိုင်းဖြစ်လာနိုင်တယ်။မြန်မာပြည်အလယ်ပိုင်းအထက်ပိုင်းသို့မဟုတ်အောက်ပိုင်းဝင်ပြီးတော့မိုးရွာနိုင်တယ်ဆိုတာအလုံးဟောကိန်းထုတ်နေတာတွေသိကြတာမှန်တဲ့လောက်မှန်တာပေါ့နော်အဲ့ဒီဟောကိန်းထုတ်တယ်ဆိုတာလည်းမဖြစ်သေးတာကိုကြိုပြီးတော့ပြောမယ်ဆိုရင်ဒါဗျာဒိတာကြိုတင်ဟောပြောထားတဲ့အရာအဲ့ဒီလိုတမန်ပုဂ္ဂိုလ်တွေတောင်မှပဲပစ္စုပန်ဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကြည့်ပြီးတော့ဟောကိန်းထုတ်တာလူကိုလည်းကြည့်ပြီးဟောကိန်းထုတ်လို့ရှိတယ်ရတယ်လေကလေးတူဟာလိမ္မာတယ်စာကြိုးစားတယ်ဆိုဟောဒီကောင်လေးကြီးပွားအောင်မှာဒါဟောကိန်းထုတ်တာပဲပေါ့ဟောကိန်းထုတ်တာပဲဘာဖြစ်မယ်ဆိုတော့သူ့ရဲ့အနာဂတ်ဘယ်လိုလုပ်ပြီးမဖြစ်သေးတာကိုကြိုတင်ပြောလို့ရတယ်လဲလို့ဆိုရင်ဖြစ်နေတဲ့အခြေအနေတစ်ခုကြိုတင်ပြောလို့ရတာပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးဘုန်းကြီးတို့တွေမှတ်သားကြဗျာဒိတမြတ်စွာဘုရားထုတ်ဖော်ပြီးတော့ပြောကြတယ်ဂေါတမဗုဒ္ဓပါရမီတော်တွေဖြည့်ဆည်းနေတဲ့အချိန်ဖြည့်ဆည်းဖို့စတင်ကြိုးစားတဲ့အချိန်ကစပြီးတော့ပါရမီတော်တွေဖြည့်နေတဲ့အချိန်ဘုရား24စုနဲ့ဆုံတွေ့ပြီးတော့ထိုဘုရားမြတ်တို့ထံကနေပြီးတော့ဗျာဒိတ်ခံခဲ့ရတယ်ပေါ့အဲ့ဒီဗျာဒိတ်ခံခဲ့ရတဲ့ဘုရား24စုရှိတယ်လို့ဒီလိုမှတ်သားကြအခုဒီကနေ့ခေတ်2ကျိတ်8စု2ကျိတ်8စုနဲ့ပူဇော်ပြီးတော့ကိုးကွယ်နေကြတာဘာကြောင့်2ကျိတ်8စုဖြစ်ရတယ်လဲဂေါတမဗုဒ္ဓဗျာဒိတ်ခံခဲ့တာက24စုအဲ့ဒီ24စုရဲ့ဂေါတမဗုဒ္ဓထည့်လိုက်တဲ့အခါကျတော့2ကျိတ်5စုဖြစ်သွားတယ်တခါအစဆုံးဗျာဒိတ်ခံခဲ့တဲ့ဒီပင်္ဂရာမြတ်စွာဘုရားနဲ့တကဘာထဲမှာပွင့်တာဘုရား3စုရှိသေးတယ်တဏင်္ဂရာတရဏင်္ဂရာမေထင်္ဂရာဘုရား4စုပွင့်တာအဲ့ဒီတော့ဒီပင်္ဂရာဘုရားကနောက်ဆုံးပွင့်တာအဲ့ဒီရှေ့ကဘုရား3စုတကဘာထဲပွင့်တာဖြစ်တော့ကြောင့်အဲ့ဒီဘုရား3စုကိုထိသွင်းပြီးတော့ရေတွက်လိုက်တဲ့အခါကျတော့2ကျိတ်8စုဖြစ်သွားတာဒါဒီကနေ့ခေတ်2ကျိတ်8စု2ကျိတ်8စုနဲ့ဒီထားကိုးကွယ်ကြတာအဲ့ဒီအဓိပ္ပာယ်ရှိတယ်လို့ဒီလိုမှတ်ရ
တန်ဖိုးတွေထဝိသေစဆိုတာကြတော့အများကြီးပေါ့နော်ဖရာတွေပွင့်တာဒီနှစ်ကျိတ်၄စုသုံးပုံနှစ်ကျိတ်၈စုတွေမကဘူးဂင်းကဝါလူသဲစုမကလို့ဆိုထားတော့ဖရာတွေမြောင်များစွာပွင့်ခဲ့တယ်ဘာဖြစ်လို့မြောင်များစွာလို့ပြောလို့ရလဲဆိုတန်တရားကြီးကလည်းအမတ္တမရှိကြတာဟုတ်အမ္ပတမရှိကြတာဟာအစကိုမသိနိုင်လောက်အောင်ရှိကြနောက်ကြောင်းပြန်လိုက်လို့ရှိရင်လူတသက်မပြောနဲ့တန်တရားရဲ့အစကိုရှာကြမယ်ဆိုလို့ရှိရင်နော်လူတသက်မပြောနဲ့ဗြဟ္မာတွေကဘာအသက်ချီပြီးတော့ရှည်တယ်ဗြဟ္မာတွေတောင်မှပဲပြန်ပြီးတော့ရေတွက်လို့ရှိရင်အစဆိုတာရှာတွေးမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အနတ်မတက်ကနောက်ကြောင်းပြန်ပြီးတော့ကြည့်မယ်ဆိုရင်မသိနိုင်တဲ့အစရှိလို့အနမတက်ကအနုအမတက်ကနောက်ကြောင်းပြန်လျှောက်ပြီးတော့ရေတွက်လည်းပဲအစတွေ့မှာမဟုတ်ဘူးကိုယ့်ဘကိုခံမှန်းပြီးတော့ကဲနည်းနည်းတွက်ကြည့်ပါလားလူတိုင်းဟာအမေရှိတယ်လေအဲ့ဒီအမေစရင်တွက်ကြည့်ပါလားဒါကအမေဒါကအမေရဲ့အမေအဲ့ဒီအမေရဲ့အမေဆိုပြီးတော့တွက်ရင်ဆုံးနိုင်မှာမလားဆုံးမမဟုတ်ဘူးเนาะမြတ်စွာဘုရားကိုယ်တိုင်ကအဲ့ဒါကိုအနတ္တကသုတ်တံမှာဘလို့ဥပမာလေးပေးထားတော့ဆိုရင်အမေစရင်ဖေစရင်တန်တရားမှာပြန်တွက်မယ်ဆိုရင်ဟောဒီကဘာမြေကြီးကိုစီးသီးလောက်စီးပူသီးလောက်အလုံးကလေးတွေလုံးပြီးတဲ့အခါကျတော့ဒါကအမေဒါကအမေနဲ့ဆိုပြီးတော့တွက်ချက်ကြည့်လိုက်မယ်ဆိုရင်ကဘာမြေကြီးရှိသမျှကိုလုံးထားတဲ့အလုံးလေးတွေဒါကုံသွားမယ်တဲ့အမေကုံမှာမဟုတ်ဘူးလို့ဆိုဟုတ်တာပဲဒါဟာနော်မဆုံးနိုင်တန်တရားကြီးအမတ္မရှိတယ်လို့ဆိုဒီတစ်ချက်ကိုဘုန်းကြီးတို့တွေတန်ဝေကယူစရာတော့ကောင်းတာပေါ့ဒီလောက်ရှည်တဲ့တန်တရားကြီးတွေမှာမပြင်းသေးဘူးလားလို့ကိုမေးကြည့်လိုက်ပေါ့ဖရာယန္တာရိယသူတော်စင်တွေကဒီလောက်ရှည်တဲ့တန်တရားကြီးနောက်ထပ်မဆက်ချင်တော့ဘူးလို့ပြင်းသွားတာတန်တရားကြီးကိုညင်းငွေတယ်လို့ခေါ်တာပေါ့နော်ဒီတန်တရားကြီးကအကောင်းနဲ့ကြီးတွေ့တာလားဆိုအကောင်းရောအဆိုးဆုံးနေတာပဲတွေ့တာဒါကြောင့်မို့မြတ်စွာဘုရားကအနမတေခောယံဘိက္ခွေတန်တာရောပုဗ္ဗကောတိနာပညာယတိတန်တရားကြီးဟာအစရှာလို့တွေးနိုင်စရာမရှိဘူးသိဖို့ရမရှိဘူးဘယ်တော့မှစခဲ့တယ်ဆိုတာပြန်ပြောဖို့ခက်တယ်လို့ဒီလိုပြောတာဟုတ်အဲ့တော့တခြားဘာသာတွေကတန်တရားရဲ့အစဆိုပြီးတော့ရှာတယ်တကယ်တော့တန်တရားအစရှာတာမဟုတ်ဘူးသူတို့ကလောကကြီးပစုဖန်ဆင်းတယ်လေထာဝရဘုရားဂေါကဖန်ဆင်းတယ်လို့ပြောတယ်ဒါဖြင့်ဂေါဘသူဖန်ဆင်းတာတော့ဆိုပြတ်သွားပြီအဲ့မှာနော်ရှေ့ဆက်မပြောနိုင်တော့အဲ့တော့သူတို့မှာ first call ဖြစ် first call ရှိဘုရားဘာသာမှာအဲ့လို first call ရှိအဲ့ဒါလို့တန်တရားရဲ့အစာမသိနိုင်ဘူးအမတ္တမရှိလေရလို့မသိနိုင်ဘူးဆိုတဲ့ဒီစကားသာလေတကယ်အမှန်ပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ရှိကြလာတဲ့တန်တရားကြီးတဲ့မှာအမတ္တမထူးချွန်တဲ့ပုဂ္ဂိုလ်တွေဟာထူးခြားတဲ့လေ့ကျင့်ခန်းတွေမွန်မြတ်တဲ့လုပ်ငန်းတွေကိုလေ့ကျင့်ကြပါရမီဖြည့်တယ်ဆိုတာအကောင်းကိုလေ့ကျင့်တာပဲမှန်တယ်နော်ဘယ်သူပဲဖြစ်ဖြစ်လေ့ကျင့်လို့ရဘုရားဖြစ်ခြင်းတဲ့ဆန္ဒပြင်းထန်ပြီဆိုရင်လေ့ကျင့်လို့ရပါရမီဖြည့်တယ်ဆိုတာလေ့ကျင့်တချို့ကတော့ပါရမီဆိုတာသူကသူပြည့်လာမယ်ထင်ပြီးတော့တို့ကတော့ပါရမီမပါပါဘူးဆိုပြီးဒီဘဝလည်းပဲဖြည့်မလားလို့ဆိုမဖြည့်ဘူးနော်ပါရမီမရှိဘူးပဲပြောပြီးတော့မရှိတာလုံးမလားလို့ဆိုမလုံးဖြစ်အဲ့တော့သူကသူတော့ပြည့်လာမှာမဟုတ်ဘူးလေဘယ်အရာပဲဖြစ်ဖြစ်သူကသူဖြစ်လာတာတခုမှမရှိတာအဲ့တော့ဒီဘဝအစဖြည့်လိုက်မယ်ဆိုရင်တော့ဒါနီးလာပြီလို့ပြောရမှာအခုကစကိုမစရသေးဘူးဆိုလို့ရှိရင်တော့ဘယ်တော့မှနီးဖို့မရှိဘူးပေါ့အဲ့တော့ပါရမီဆိုတာလေ့ကျင့်တာ10မျိုးနဲ့လေ့ကျင့်ဘာလေ့ကျင့်တာတော့ဆိုပထမကိုယ်ရှိတဲ့ပစ္စည်းတွေစွန့်နိုင်အောင်လေ့ကျင့်တာအဲ့ဒါကိုဒါနပါရမီလို့ခေါ်တာကိုယ်ရှိတဲ့ပစ္စည်းတွေကိုစွန့်နေဆိုအလကားစွန့်တာသူများအတွက်သုံးချလိုအပ်တဲ့ပုဂ္ဂိုလ်တွေအတွက်ပြီးဒီစွန့်နိုင်ဖို့ဆိုတာအမှန်တမ်းခဲနေတာပါရမီဖြည့်ကိုယ့်ရဲ့ပစ္စည်းကိုစွန့်နိုင်လာပြီဆိုလို့ရှိရင်နောက်တစ်ခုတိုးတယ်
ကိုယ့်ရဲ့အင်္ဂါရက်တွေမျက်စိတို့နားတို့နှာခေါင်းတို့ကြောက်ကတ်တို့အသေးတို့ဆိုတာတွေသွေးတို့ဆိုတာတွေပေးနိုင်အောင်စွန့်နိုင်အောင်ပါရမီလုပ်ပြန်အဲ့ဒီကနေနောက်ဆုံးကိုယ့်အသက်တောင်စွန့်နိုင်တဲ့အနေအထားမျိုးရောက်အောင်လေ့ကျင့်တာဒါနနဲ့ပတ်သက်ပြီးအဆင့်30နဲ့လေ့ကျင့်တယ်ဘုရားလောင်းနေဟာဒီလိုလေ့ကျင့်တယ်အဲ့ဒါကိုပဲစာလို့ပြောတဲ့အခါရိုးရိုးပစ္စည်းလှူတာကိုဒါနပါရမီကိုယ်အင်္ဂါခြေလက်ကိုလှူတာကြတော့ဒါနဥပပါရမီအသက်ထီအောင်လှူတာကြတော့ဒါနပရမတ္ထပါရမီလို့ဒီလိုပြောတာနော်ဒါနရင်လားလဲဆိုမဟုတ်ဘူးဒါနဲ့တွေမလုံးတော့သေးဘူးဒါကပြင်မပစ္စည်းတွေစွန့်လွတ်မှုနဲ့ပတ်သက်တာနောက်တစ်ခါသီလကြတော့ရောသီလဆိုတာလည်းပဲပထမမှာပစ္စည်းဥစ္စာတွေကိုစွန့်လွတ်ပြီးတော့သီလဆောင်တယ်နောက်တစ်ခါကိုယ့်ရဲ့အင်္ဂါခြေလက်အပြက်ခံပြီးတော့သီလဆောင်တယ်အသက်အသေးခံပြီးတော့သီလဆောင်တယ်ဆိုတော့သီလလည်းအဆင့်30နဲ့လေ့ကျင့်တာပထမတော့လူတွေကလေသီလဆောင်တယ်ဘိုက်ကလေးနိုင်ရင်နောက်မှရောင်ရဘိုက်နာတာလေးအရင်ကုလိုက်အောင်ပါပဲဆိုပြီးတော့သီလကိုခဏချလိုက်အောင်ပဲဆိုစာလေးစားလိုက်တယ်ဒီလိုစောင့်တာဟုတ်နော်ဖះလောင်းနေကြတော့အဲ့လိုမဟုတ်ဘူးသူပထမသီလစောင့်နေကြိုးပေါက်မခံဘူးနောက်တစ်ခါကိုလက်ခြေအင်္ဂါလေးအဆုံးခံပြီးတော့သီလစောင့်နေသီလစောင့်ရင်လက်ဖြတ်ပြစ်မယ်ခြေဖြတ်ပြစ်မယ်ဘာဖြစ်မယ်ဆိုလဲသီလမချိုးနောက်ဆုံးကြတော့အသက်အသေးခံပြီးတော့သီလစောင့်ဘုရိဒ္ဓနဂါမင်းကြီးတို့ရဲ့သီလစောင့်မှုကိုကြည့်ပါသူ့မှာအစွမ်းတကူရှိတယ်ပုရိတ္တနဂါမင်းကြီးဆိုတာစိတ်အမတန်မှပြင်းတယ်နဂါဆိုတာမျက်စောင်းလေးတစ်ချက်ထိုးတာနဲ့တစ်ဖက်သားဟာပြာဖြစ်သွားနိုင်အဲ့လောက်စွမ်းတတိရှိတယ်အစိတ်ခိုးနဲ့မှုတ်လိုက်ရင်လည်းတစ်ဖက်သားဟာပြာဖြစ်သွားနိုင်အဲ့လောက်စွမ်းတတိရှိပြီလို့သူ့ကိုဖမ်းတဲ့အလံပဲတွေကိုမျက်လုံးကိုမှိတ်ထားတယ်ကြည့်ကုန်ကြည့်လို့ချင်တာလုပ်ပါစေသီလဆောင်တာအဲ့ဒါဇာကြီးဆယ်ဘွယ်ဖွဲ့ဖူးတဲ့လူတွေတွေ့လိမ့်မယ်နော်အဲ့တော့တမန်အားဖြင့်တော့ဘုရားဖြစ်တာမဟုတ်အခုလို့ပါရမီဖြည့်တာဂေါတမဗုဒ္ဓအလောင်းလျာပါရမီတွေတော်တော်ကိုဖြည့်လာခဲ့တဲ့နောက်ပိုင်းမှာနောက်ဆုံးကြတော့သူ့ရဲ့ပါရမီဖြည့်ခြင်းမှုတွေဟာလေ့ကျင့်ပြီးတော့ပေးလာချက်ချင်းကြီးပြရရတာမဟုတ်ဘူးအဲ့ဒါလို့လေ့ကျင့်ပြီးတော့ပေးတဲ့အခါမှာသူမိတာဘဝရောက်လာတဲ့အဆင့်ဆိုပါစို့နော်အဲသူမိတာဘဝမရောက်ခင်ကဖြည့်ခဲ့ရတဲ့ပါရမီတွေကနဲတာမဟုတ်ဘူးဆိုလိုတာကခုနကမုံတိုင်းဖြစ်ဖို့ရာအတွက်အခြေအနေတွေစုနေတယ်ဆိုတာအာမကောင်းဘူးဆိုရင်မုံတိုင်းဝင်မယ်လို့ဟောကိန်းထုတ်တဲ့လူကဟောမှာမဟုတ်ဘူးလေသူမိတာဘဝရောက်နေတဲ့အခါကျတော့အခြေအနေကလုံးဝပြည့်စုံသွားပြီပါရမီတွေကတော်တော်ကိုသူဟာနောက်မဆုတ်တဲ့အဆင့်ရောက်သွားပြီလို့ဒီလိုပြောရမှာအဲ့ဒါလောက်ထိအောင်ပါရမီဖြည့်လာလို့လေ့ကျင့်လာတာအဲ့ဒီအတိုင်းတာရောက်လာပြီဆိုမှဗျာဒိတ်ရတာဒါကြောင့်မို့စာပေကြီးကျမ်းကြီးကျမ်းဂိုင်ကဆိုတာတော့မဟုတ်ဘူးဇိနထပကာသနီတို့ညမပြေမှာရေးထားတဲ့ဇိနထပကာသနီတို့ကကျမ်းငယ်ကလေးတွေကနေယူပြီးတော့စိန်တိတံတတ္တသင်္ချေယနဝသင်္ချေယဝါစကံလို့ဖះလောင်းဖြစ်ဖို့ဖះဖြစ်ဖို့စုပန်မယ်လို့ဖះဖြစ်ခြင်းနဲ့အတွေးတွေဝင်နေတာခုနှစ်သင်္ချေတဲ့ခုနှစ်သင်္ချေဆိုတာမရတက်နိုင်တဲ့ကဘာအကြာကြီးပဲလို့ပြောတာပေါ့နော်နောက်တစ်ခါအသင်္ချေယဆိုတဲ့ခဏန်းကသူက3ညပေါင်း1ရဲ့နောက်မှာ3ညပေါင်း140ရှိတယ်ဒီကဏ္ဍဘယ်သူမှရေးမှလည်းမဟုတ်ပါဘူးเนาะ1နောက်မှာ3ည140တယ်အဲ့ဒါကိုအသင်္ချေယလို့ကဏ္ဍဒီလိုအနေနဲ့ပြောတာเนาะစိန်တိတံတတ္တသင်္ချေယစိတ်ကူးကြံစည်နေတာကိုခုနှစ်သင်္ချေနဝသင်္ချေယဝါစကံကုသကောင်းမှုလုပ်တိုင်းဖះပြရပါလို့ဖះပြရပါလို့နဲ့နှုတ်မြက်ပြီးတော့ဆူတောင်းတာ6သင်္ချေတဲ့အမတမကြာအဲ့ဒါလောက်ပြီးမှသူမိတာဘဝရောက်တဲ့အခါကျတော့သူမိတာဘဝမှာလည်းပါရမီဖြည့်တာကြည့်သိချမ်းသာတဲ့တထေသာသူမိတာဆိုအမတမချမ်းသာမိဘတွေမရှိတဲ့အခါပစ္စည်းတွေကိုလက်ခံဗန္နာရဲကြီးတွေဖွင့်ပြီးတော့ဗန္နာကိုထိန်းတဲ့ပုဂ္ဂိုလ်က
စင်းရင်နဲ့အင်းနဲ့သူ့ကိုဘာပစ္စည်းတွေရှိတယ်ဆိုတာစင်းရင်နဲ့ပြစင်းရင်နဲ့ပြတဲ့အခါမှာဒါကသူတို့မျိုးရိုးစင်ဆက်ရှာဖွေထားတဲ့ပစ္စည်းတွေဆိုတော့ဒါကအဘေးလက်ထက်ကဒါကအဖိုးလက်ထက်ကနဲ့ဆိုပြီးတော့လေမြန်မာပြည်မှာတော့10လောက်ဆိုမရှိတော့ဘာမှမရှိတော့အဲ့သူတို့ခေတ်မှာတော့ကတော့အဲ့ဒီလိုမိဘလက်ငုပ်ပစ္စည်းတွေအများကြီးရှိတယ်ဘိုးဘွားမိဘပိုင်ဆိုင်လာရတဲ့ယရနာတွေအဲ့ဒါတွေတသန့်စီစည်ရင်လောက်ထားတာဆိုတော့သူ့မိဘလက်ထက်တိုင်အောင်ပစ္စည်းတွေပြအဲ့စည်ရင်တွေနဲ့သူ့ဗန္ဒတိုက်တွေအကုန်ဖွင့်ပြဗန္ဒတွေလိုက်ကြည့်တယ်သူပိုင်တဲ့ပစ္စည်းတွေကိုအနှံတယ်ပေါ့လိုက်ကြည့်တဲ့အခါတာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ငါဒါတွေဘာသုံးမလဲသုံးဖို့ပဲစဉ်းစားမှာပေါ့ဖះလောင်းတော်ကြတော့ဘယ်လိုစဉ်းစားတော့လို့ဆိုစဉ်းစားပုံချင်းအမှန်ကွာသွားတယ်အေးပစ္စည်းတွေရှာတဲ့လူတွေတယောက်မှမရှိတော့သူတို့ရှာထားတဲ့ပစ္စည်းတွေပဲဒီမှာကျန်နေရတယ်ငါရဲ့ဘိုးဘွားမိဘဆွေမျိုးတွေလက်ထက်ကပစ္စည်းတွေသူတို့ရှာသွားကြတယ်တယောက်မှဒီပစ္စည်းတွေယူမသွားကြဘူးငါလည်းဒီလမ်းလိုက်ရမှာအဲ့တော့ငါဒီပစ္စည်းတွေအကုန်ယူသွားမယ်ဒါတွေကိုငါဆက်မထိန်တော့ဘူးကဲယူသွားတဲ့နီးကို तू ဘယ်လိုလုပ်စဉ်းစားတော့ဆိုယူသွားတယ်ဆိုတာပစ္စည်းကိုယူလို့တော့ဘယ်လိုမှမရဘူးဒီပစ္စည်းတွေကိုစွန့်ကြဲလှူဒန်းခြင်းလို့ဆိုတဲ့ဒါနစိတ်ဓာတ်ဒါနပါရမီပဲယူမယ်လို့ဆိုဗန္ဒရတ်တွေအကုန်ဖွင့်ပြီးတော့စွန့်လှူလိုက်တာပဲလေလုံးဝဗန္ဒာတွေပစ္စည်းဗန္ဒာတွေအားလုံးဗန္ဒတိုက်တွေဖွင့်ပြီးတော့လိုချင်တဲ့ပုဂ္ဂိုလ်တွေယူကြ9ရက်9လီပေးတော့လည်းမကုန်တော့ဗန္ဒတိုက်တွေဖွင့်ပြထားတယ်အတိပ္ပယ်ကဘာတော့ဆိုရင်ဒါနနဲ့သာပြောတာဘာကိုတွန်းလှန်လိုက်တာတော့ဆိုလောဘကိုတွန်းလှန်တာပဲကိုယ်ပစ္စည်းလေးဆိုရင်အကလေးတစ်ချောင်းကမပေးနိုင်ဘူးလေတော့ကြံကဒါလေးအသုံးလို့ရင်မရှိရင်ခက်လိုက်မယ်ဆိုရင်အတွေ့အဝင်ထားတယ်ဘာမှပေးနိုင်ဘူးကိုယ်ပစ္စည်းဆိုရင်ဒါလေးပေးမလားဆိုရင်ဒါလေးကလည်းငါသိမ့်ထားတယ်ဟိုဟာလေးပေးမလားဆိုဟိုဟာလေးလည်းမပေးနိုင်အဲ့လိုပေါ့ဟိုထီပေါက်တဲ့တငယ်ချင်းတွေ2ယောက်လို့ပေါ့တငယ်ချင်းသိန်းကြီးပေါက်တယ်ဆိုတော့တငယ်ချင်းတယောက်ကဆင်းရဲရှာတာတငယ်ချင်းငါ့ကိုမင်းသိန်းကြီးပေါက်ငါနည်းနည်းပေးပါကွာငါ့ကို1000လောက်ပေးပါဆိုမင်း1000ပေးလိုက်ရင်ငါသိန်းစုရှင်ပဲဖြစ်တော့မလို့ကွာအဲ့ဒါဆိုရင်1000လောက်ပေး1000လည်းငါသိန်းစုရှင်မဖြစ်ဘူးတဲ့100လောက်100လည်းမပေးနိုင်တကြရောတကြလည်းမပေးနိုင်ဘူးတဲ့ကဲနောက်ဆုံးတပြားထီအောင်မပေးနိုင်တော့ဘာလို့လဲဆိုဆုတ်ကင်ထားတာလောဘဆိုတာမရခင်လိုချင်တယ်ရပြီးရင်ဆုတ်ကင်ဒါသူ့ရဲ့နှစ်ခုဒီတိုင်းပဲမရသေးရင်ရအောင်လုပ်မယ်ရပြီးရင်ဆုတ်ကင်ထားမယ်ဒါလောဘရဲ့သဘောအဲ့တော့ဘုရားလောင်းကသူပိုင်တဲ့ပစ္စည်းတွေဥစ္စာတွေကိုစွန့်လိုက်တယ်ဆိုတာသူမရခင်ကရှာကောင်းရှာလိုက်ပဲသို့မဟုတ်မိဘတွေရှာထားတဲ့ပစ္စည်းကဆုတ်ကင်ထားတဲ့လောဘသူမှမရှိတော့ဆုတ်ကင်ထားတဲ့လောဘကိုသူအနိုင်ယူလိုက်တဲ့သဘောသူစိတ်ကဘလောက်ပြတ်သားတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒါဟောဒါနပါရမီလို့ခေါ်တာပဲကဲသူဝိရယတိကဒီပင်ကရာမြတ်စွာဘုရားနဲ့မတွေ့ခင်မှာပဲသူပစ္စည်းတွေစွန့်လိုက်ပြီးတော့ယတိဝတ်သွားတယ်နောက်လောကမှာဒီပင်ကရာမြတ်စွာဘုရားပွင့်လာသူကလည်းပဲဟိမန္တာတောင်ဘက်မှာဇာယယတိဖြစ်တယ်ကြတော့ယတိတွေကတောထဲမှာနေရတဲ့အခါမှာသူတို့စားတွေဘာတွေမစားရတော့ယောဂတစ်မျိုးဖြစ်တတ်တယ်ဒါကြောင့်မို့လူပြည်လာပြီးတော့အချင်းတို့စားတို့ဆိုတာတွေအတွက်ရဖို့အငန္တရဖို့အတွက်လူပြည်ကလူအစားစားလာယူကြအဲ့ဒီလိုလာတဲ့အချိန်လေးမှာလမ်းပြင်နေတဲ့လူတွေဖွေးလှုပ်မြို့တွေကနေထွက်ပြီးလမ်းပြင်နေကြတာအဲ့ဒီမှာသူကဆင်းမေးတာဘာလို့ကြတာတုံးဆိုလမ်းပြင်ဘာအတွက်တုံးဆိုလောကမှာဖျားပွင့်နေပြီဖျားကြွလာလိမ့်မယ်အဲ့ဒီမှာဖျားလို့ဆိုတဲ့အတန်လေးကြားလိုက်တာ ਨੇ သူ့ရဲ့ပါရမီစိတ်ဓာတ်ကဘလောက်ကောင်းလဲဆိုဖျားလို့အတန်ကြားတာ ਨੇ စက်သိမ်းထသွားဘုန်းကြီးတို့ဖျားလို့ကြားလိုက်တာ ਨੇ စက်သိမ်းမထဘူးသေးဘူးနော်
အဲ့ဒါကတော်တော်ပါရမီနည်းသေးတယ်လို့ပြောရမှာပဲကွာကိုကြက်သိမ်းမှမထတာတို့ကြဖယားလို့ဆိုတဲ့အတန်လေးကြားတာနဲ့ကြက်သိမ်းမွေးချင်းထသွားတယ်အဲ့တော့ဖယားပွင့်ပြီဆိုသိဝမ်းသာတယ်အဲ့တော့လမ်းပြင်နေတဲ့လူတွေစီသူ့လည်းတရားပေးပါတဲ့ဝိုင်းပြီးတော့သူလည်းပြင်မရစေဖယားဆိုတာလောကမှာအမတန်မှပေါ်ခဲ့တယ်လူတွေကလည်းခက်ခဲတဲ့နေရာသူ့ပေးတယ်ဒီရသေးကတကိုးကြီးတယ်သူတကိုးနဲ့ပြင်မြန်မှာပဲဆိုဟိုကတကိုးအသုံးမချဘူးသူ့ရဲ့ကာယလှုပ်အားသူများတွေလှုပ်တယ်လို့ကိုယ့်ရဲ့ကာယလှုပ်အားအသုံးချပြီးတော့လှုပ်တယ်နောက်ဆုံးမှသူ့နေရာကတာလဲကျဲတယ်ဆိုးလဲဆိုးဆုံးနေရာပေးတာဆိုတော့ဖះကြွလာတဲ့အချိန်မှာသူမမိတော့ဘွက်တွေကိုမြေဖို့တာတို့လမ်းညှိတာတို့သူမမိဘူးမမိတာဘယ်လောက်လေးမမိတော့ဆိုရင်လူတရားစာလေးလောက်ဂျမ်းနေတယ်ပေါ့အဲ့ဒီဟာလေးမြေဖို့ဖို့လူတရားစာလေးလောက်လူတပြန်စာလေးအရက်တပြန်စာလေးဂျမ်းအဲ့တော့သူစိတ်မှာဘယ်လိုဖြစ်တုံဆိုရင်အကယ်၍သာဖះရဟန္တာတွေဒီလမ်းကကြွရင်တော့ခြေတော်ဘွက်တွေလူတော့မှာပဲဖះတို့ခြေတော်ဘွက်မလူစေရဘူးဆိုပြီးတော့အဲ့ဒီရွှွညွန်ပေါ်မှာပဲသူ့ခန္ဓာကိုယ်ကိုအလျားမှောက်ပြီးတော့တရားအနေနဲ့သူ့ကိုအသုံးပြုပြီးတော့တက်နင်းပြီးတော့ဟိုဘက်သွားပါလို့ဒီလိုနဲတဲ့တရားလားအဲ့လိုလုံးနိုင်တာမြတ်စွာဘုရားကလည်းတန်ဃာတစ်ပါးနှစ်ပါးမဟုတ်ဘူးသိမ့်ချီပါတယ်ဒီကိုယ်တော်တွေအကုန်နင်းကြွသွားရင်အမှုန့်တောင်ဖြစ်သွားလိမ့်အောင်နော်ဒါသူမသိဘူးလားသိတယ်လေအသက်ဆုံးလုံးရတာဒီအခါတမန်အားဖြင့်ပြောရတော့ဆိုသူဗေဒရဲ့သိလေးတရားခင်းပြီးတော့ဘုရားကိုပူဇော်တယ်ဆိုတမန်လူကစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုလွယ်ကောင်းလွယ်တယ်လို့ထင်ကောင်းထင်လိုက်မယ်နော်တကယ်ခက်ခဲတာအသက်ဆုံးပြီးတော့လုံးရအဲ့ဒါလို့စိတ်ဆန္ဒတွေအင်တမပြင်းထန်တယ်ပေါ့သူကသူတရားခင်းပြီးတော့မြတ်စွာဘုရားဝဆင်းပြီးတော့လှူလိုက်တာမြတ်စွာဘုရားအဲ့ဒီချိန်မှာဒီယသိကတဲကြီးကျယ်ပါလားသူ့ရဲ့ကုသိုလ်စိတ်ဟာအင်တမပြင်းထန်တာပါလားဆိုတာကိုကြည့်လိုက်တော့ဘယ်လိုအခြေအနေတုံးဆိုဟောသူ့မှာပါရမီတွေကတော်တော်ကိုလေ့ကျင့်ထားတာတွေတော်တော်အခြေအနေတွေကောင်းနေတယ်ဟိုမိုးလေဝသပညာရှင်ကနေပြီးတော့မုန်တိုင်းထံဖို့လေဖိယဝန်းကြီးတဲ့ပင်လယ်ထဲမှာပေါ်နေတာတေချာပေါက်မုန်တိုင်းကြီးဖြစ်တော့မယ်ဆိုတာမျိုးသူမြင်တယ်လို့ပဲဒီပင်ကရာမြတ်စွာဘုရားကနေကြည့်ပြီးတော့ဒီစန္ဒမျိုးဒီဝိရိယမျိုးဒီစိတ်ဓာတ်မျိုးနဲ့ကတော့ဒီပုဂ္ဂိုလ်ဟာအနာဂတ်ဘာဖြစ်မလဲလို့ကြည့်လိုက်ဟောဘုရားဖြစ်မှာဆိုတာသိကြဒီလိုဟောတာနော်အဲ့ဒါဒီပင်ကရာမြတ်စွာဘုရားကနေပြီးတော့ဒီသူမေရာရဲ့သိလေးကိုဗျာဒိတ်ပေးခဲ့တယ်လို့အားလုံးသိကြတဲ့အတိုင်းလေးသိင်ချိန်နဲ့ကဘာတသိန်းရဲ့အထက်မှာဒီပင်ကရာမြတ်စွာဘုရားကစပြီးတော့ဒီသူမေရာရဲ့သိရဲ့အနာဂတ်ဟောစရန်ကိုထုတ်ပြန်လိုက်တာပဲသေချာပေါက်ထုတ်ပြန်ဗျာဒိတ်ဆိုတာဘယ်တော့မှမလွဲမှားတဲ့ဟောကြားချက်တစ်ခုအခြေအနေတွေအကုန်အနာဂတန်သညာနဲ့သုံးသပ်တယ်အနာဂတန်သဆိုတာအနာဂတ်ကိုမြင်တယ်ဆိုတာပစ္စုပန်ပေါ်မှာအခြေခံပြီးတော့အနာဂတ်ကိုပြောတာအဲ့ဒါလို့အနာဂတ်ကိုမြင်တဲ့ဉာဏ်တော်နဲ့ရသော်ဗျာလေးသိကျင်တဲ့ကဘာတသိပြည့်တဲ့အခါမှာဒီပုဂ္ဂိုလ်ဟာဘုရားဖြစ်လိမ့်မယ်လို့ဘုရားအလောင်းဆိုတာကိုသတ်မှတ်လိုက်တာနော်အဲ့ဒါဘုရား24စုထဲမှာပထမဆုံးဗျာဒိတ်ခံခဲ့တာအရိယာနေစပြီဒီလိုဆိုတာနော်သူမိတာရဲ့သိဘွားဗျာဒိတ်ခံအဲ့ဒီဗျာဒိတ်ခံပြီးတဲ့နောက်ဗျာဒိတ်ခံတယ်ဆိုတာဘယ်နေ့တုန်းလို့ဆိုလို့ရှိရင်ကဆုံလာပြီနေ့ဒါကြောင့်မို့လို့ကဆုံလာပြီဟာဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလဲကဆုံလာပြီနေ့ပဲနောက်ဆုံးဘဝမှာဖွားတော်မူတာလဲကဆုံလာပြီနေ့ပဲဖျားဖြစ်သူရောက်တော်မူတာလဲကဆုံလာပြီနေ့ပဲဘဝအဆုံးသတ်ပြီးတော့ပြိဋိဘံစံသွားတာလဲကဆုံလာပြီနေ့ပဲလို့ဒါကြောင့်မို့အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စံဗျာဒိတ်တော်ခံတာလဲကဆုံလာပြီဟောဖွားတော်မူတာလဲကဆုံလာပြီဖျားဖြစ်သူရောက်တာလဲကဆုံလာပြီ
ပြိဋိဘံစန္နာလဲကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အင်မတန်မှထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်ဆံပေါ့ဖွာတော်မူရာရဲ့ဘုရားဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဘံစန္နာရဲ့၃ခုသို့တော့ဒီဘဝမကဘူးဘုရားလောင်းရဲ့တန်တရားဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတ်တော်ခန္ဓာလည်းဒီလားလို့ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါတော့ဆိုတာရခဏဝိရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်ဘေးကနတ်တွေပြမာတွေအဲ့ဒီဗျာဒိတ်ခံတဲ့ပွဲမှာဘုရားကိုပူဇော်ရင်းသူမိတာရသိလေးကိုဘုရားလောင်းဆိုပြီးတော့ဝိုင်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုကြတယ်ဘုရားကဘုရားဖြစ်လိမ့်မယ်အနာဂတ်မှာဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘယ်လိုအခြေအနေတွေကိုသူတို့ကြည့်ကြတာတော့ဆိုထူးခြားချက်တွေကိုကြည့်လိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက်သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ကျယ်တွေအမတန်မှပြည့်စုံတဲ့အချိန်အခါကြီးကောင်းကင်ကကျယ်တွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြီဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလာပြီပဲဒါကြောင့်မို့ကဘာမှာကဆုံလာပြီနေ့ကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတာခာကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခဝေစာခဝေစာခကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားဒါအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတာခ2000ပြည့်နှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဗုဒ္ဓမြတ်စွာဗုဒ္ဓသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဗုဒ္ဓရဲ့အဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်ဗုဒ္ဓဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ကဘာကြီးငြိမ်းချမ်းအောင်ကဘာကြီးငြိမ်းချမ်းရုံနဲ့မကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တဲ့အမြဲတမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူမွေးဖွားတဲ့ရက်တွေဟာကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုသင့်တယ်လို့အဆိုတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတကဘာလုံးကနေအတိမပြုပြီးတော့သတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ် Gazetted Holiday လို့ခေါ်တာ2000တက္ကရာ2000ဟာအခုတက္ကရာ2012ရှိသွားဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအင်တာမဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့သီရိလင်္ကာနေတုန်းကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာအကြီးကျယ်ဆုံးခုဗမာပြည်မှာကြီးကျယ်နေတာတကြံဖြစ်ဝိဆက်ပွဲတော့တာမန်ညောင်ရည်သုံးပွဲလောက်ပဲဒီလိုရှိကြဒါဖရာဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်မြတ်စွာဘုရားရဲ့ဘာသာတေးပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်နောက်တစ်ခါမြတ်စွာဘုရားဖြစ်တော့ဘုရားဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်ပြိဋိဘံစံတော်မူတဲ့နေ့လည်းဖြစ်တယ်အင်တမထူးခြားတဲ့နေ့ဒီထဲမှာထပ်ထည့်မယ်ဆိုရင်ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ်ပေါ့ဒါကြောင့်မို့ကဆုံလာပြီဗုဒ္ဓနေ့ဆိုတာအင်တမထူးချွန်ထူးခြားတော့ဗုဒ္ဓဘာသာနိုင်ငံတွေဟာကဆုံလာပြီနေ့တကယ်ကိုအမတ်တရလှုပ်တင်လှုပ်ထိုက်တာသီရိလင်္ကာနိုင်ငံမှာ2လလောက်ကကြိုပြီးတော့ဝိဆက်ကတ်ဆိုခရစ်စမတ်ကတ်တွေကိုတုပြီးတော့ဝိဆက်ကတ်ဆိုပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတွေဖရာပုံတော်လေးတွေနဲ့ greeting ကတ်တွေနော်တကယ်ချင်းတွေတဝုနဲ့တဝုဘုရားဘာသာတွေတဝုနဲ့တဝုကဘာအနှံ့ပေးပို့တဲ့ကတ်ကလေးတွေရိုက်ပြီးတော့ရောင်းချဗမာပြည်မှာအဲ့ဒါလှုပ်တင်လှုပ်ထိုက်တယ်တခုနော်ညောင်ရည်သုံးရုံလောက်တယ်မဟုတ်ဘူးကဆုံလညောင်ရည်သုံးတာတွေဗုဒ္ဓနေ့ညောင်ရည်သုံးတာလောက်တယ်မဟုတ်ဘူးညောင်ရည်သုံးတာကြတော့
ဗုဒ္ဓနဲ့ဖွားဘက်တော်ကညောင်ပင်ပဲဘောဓိပင်ပဲအဲ့ဒီဘောဓိပင်ပဲရေလောင်းဖို့တတိယပြီးတော့မြတ်စွာဘုရားရဲ့ဘဝကိုတော့တတိမိတ်နေတယ်လို့ရှိတယ်ပေါ့နော်မွေးနေ့တွေလုံးကြတယ်ဘုရားမွေးနေ့ကြတော့မေ့နေတယ်နော်ဘုရားမွေးနေ့ကြတော့မေ့နေတယ်လို့ဖြစ်တယ်အဲ့တော့မေ့နေတာဗမာတွေမေ့တာတခါတော့လည်းဘုန်းဒီဧပြီလ18ရက်ဗမာနှစ်ဆန်းတရက်ပဲဇန်နဝါရီ1ရက်ကတော့အားလုံးသိတဲ့အတိုင်းကမ္ဘာရဲ့နှစ်ဆန်းတရက်ဆိုပြီးတော့အဲ့ဒီနေ့ကျတော့ဗမာရောကဘာကရော Happy New Year နဲ့ဆိုလိုက်ကြတာအများကြီးပဲနော် New Year မှန်သိကြတယ်ဧပြီလ18ရက်နေ့ New Year ကြတော့ဘယ်ဗမာမှမလှုပ်တုတ် Happy New Year လုံးမဲ့လူတရားအောင်မှမတွေ့ဘူးဘုန်းကြီးတို့တယ်လီဖုန်းထဲမှာဇန်နဝါရီ1ရက်နေ့က Happy New Year တွေဝင်လာတယ်ခုဧပြီ18ရက်နေ့ကျမဝင်ဘူးအဲ့ဒီနေ့ပါပဲကနေဒါနေတဲ့သိတော့မသိပါဘူးတခါကြီးတယောက်ဖုံးဆက်တာနဲ့ပြောတော့ဘုန်းကြီးဒီနေ့မြန်မာနှစ်ဆန်းတည်းရဲ့ Happy New Year လို့ပြောတော့သူအမှတ်မရဘူးတဲ့အဲ့ဒါလို့ရှိတယ်ကဲ Happy New Year နှစ်ဆန်းတည်းရဲ့မသိတာတော့ထားလိုက်ပါဗုဒ္ဓနေ့တော့သိဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုရင်ကိုးကွယ်တဲ့ဖရာကိုးကွယ်ယုံမှမဟုတ်ဘဲနဲ့ကိုယ့်ဘောဘလောက်ကျေးဇူးရှိလဲစဉ်းစားကြည့်ကုသိုလ်အကုသိုလ်လုံးတင်တာနဲ့မလုံးတင်တာအပြစ်ရှိတာနဲ့မရှိတာဘဝခရီးဘယ်လိုရှောင်လာရမယ်ဆိုတဲ့တရားဓမ္မတွေဟောပြောနေတာဘယ်သူလုံးဆိုဖရာပဲဘုန်းကြီးတို့ဟောတယ်ဆိုတာဖရာတရားတွေပြန်ဟောနေရတာကဘာကြီးကိုငြိမ်းချမ်းအောင်စွမ်းဆောင်ထိုင်ပြီးတော့လူတွေရဲ့ဒီဒုက္ခတွေရောပါအောင်ဟောပြောပေးတဲ့ယေရှုရှင်ဟာဘယ်သူလဲဆိုရင်ဗုဒ္ဓပဲပေါ့အဲ့တော့မြတ်စွာဘုရားရဲ့ဖွားတော်မူတဲ့နေ့ပဲပြောပါတော့မမေ့တဲ့နေ့တစ်ခုလို့ဘုန်းကြီးတို့လူမှတ်တဲ့တာပေါ့နော်ရောင်ရည်သုံးမွဲလေးတင်အားမရပဲနဲ့မြတ်စွာဘုရားရဲ့ဖွားတော်မူတဲ့နေ့ဆိုပြီးတော့အထုတလီမြတ်စွာဘုရားကိုပူဇော်တဲ့တာပေါ့အဲ့တော့ဗုဒ္ဓနေ့ဆိုတာအမှန်တမ်းလေးနဲ့ထားပြီးတော့လုပ်တဲ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကြတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဝိဆက်ပွဲတော်ဆိုပြီးတော့တော်တော်လေးကြီးကျယ်လုပ်နေကြပြီခုမြန်မာပြည်မှာတော့လှုပ်တာသိမတွေ့သေးဘူးပေါ့နော်အဲ့တော့လှုပ်ထိုက်တယ်ပေါ့သူများတွေလှုပ်လို့မလှုပ်လို့ကိုဗုဒ္ဓဘာသာဝင်တွေကနေပြီးတော့အထူးတလီလေးကိုတတ်နိုင်တဲ့ရှုထောင့်ကနေကြည့်ပြီးတော့ဒါလှုပ်ထိုက်တယ်ဒါကြောင့်မို့ခုလိုကဆုံလာပြီဗုဒ္ဓနေ့ဒီမှာတရားဓမ္မတွေဟောပြောပြီးတော့ဖရာကိုပူဇော်တယ်ကျေးဇူးဆက်တယ်ဆိုတဲ့ဒီလိုဓမ္မသဘင်အခမ်းအနားတွေဟာလည်းဗုဒ္ဓကြိုက်တဲ့ကျေးဇူးဆက်နည်းကတစ်ခုပါပဲမြတ်စွာဘုရားကိုယ်တိုင်ကတိတိပန်းရေချမ်းတို့ဖြင့်ပူဇော်တာဟာပူဇော်တာမဟုတ်ဘူးလို့ငါမဆိုလို့ဘူးကုသိုလ်မရဘူးလို့မပြောလို့ဘူးတဲ့မြတ်စွာဘုရားအကြိုက်ဘုရားကဘာနဲ့ပူဇော်စေခြင်းတုံးဆိုရင်သမ္မာပฏิပတ်တိအနုတ္တရာပူဇာသီလနဲ့ပူဇော်မယ်နော်ကမ္မထမ်းထိုင်ပြီးတော့ပူဇော်မယ်ပတ်စံမကုန်ပါဘူးကဆုံလာပြီနေ့လေးမှာ10ပါးသီလ9ပါးသီလလေးစောင့်တည်ပြီးတော့ဘုရားကိုပူဇော်တဲ့အနေနဲ့စောင့်လိုက်ပါအင်မတန်မှမွန်မြတ်တယ်လို့ပြောပန်းဝယ်ပြီးတော့လှူလို့ရှိရင်နည်းနည်းပတ်စံကုန်အောင်မယ်နော်ဘာမှအကုန်ကြမရှိမြတ်စွာဘုရားကြိုက်တာဘာနဲ့တုံးဆိုအဲ့ဒီနေ့သီလဆောက်တည်မယ်တရားထိုင်မယ်ဘုရားကုံတော်ပွားမယ်ဒါအကောင်းဆုံးပူဇော်ခြင်းလို့မြတ်စွာဘုရားဒီလိုသတ်မှတ်တယ်သမ္မာပฏิပတ်တိအနုတ္တရာပူဇာတဲ့သမ္မာပฏิပတ်တိမှန်မှန်ကန်ကန်ကြည်ကြံကြိုးကုပ်အထုတ်ခြင်းမဂ္ဂင်၈ပါးအလုပ်ကိုလုပ်ခြင်းကမ္မထာနှလုံးသွင်းခြင်းနော်ဒါဟာအကောင်းဆုံးပူဇော်ခြင်းပဲအခုလိုတရားပွဲလုပ်ပြီးတော့တရားနာတယ်ကောင်းတယ်ပူဇော်တယ်ကောင်းတယ်ပူဇော်ခြင်းပဲဒီလိုပူဇော်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒါကြောင့်မလို့အကောင်းဆုံးပူဇော်ခြင်းဟာတရားနဲ့ပူဇော်ခြင်းဟာမြတ်စွာဘုရားအနှစ်ချိုက်ဆုံးပူဇော်ခြင်းပဲဖြစ်တယ်ပေါ့ယခုကဲ့သို့မြတ်စွာဘုရားရဲ့ဘဝနဲ့ပတ်သက်ပြီးဒီပင်္ဂလာမြတ်စွာဘုရားနဲ့တွေ့ဆုံပြီးတော့ဗျာဒိတ်တော်ရလိုက်တယ်လို့ဆိုတဲ့အခါမှာဘ
ယ်လိုအင်္ဂါရက်တွေပြည့်ရတော့လို့ဆိုဗျာဒိတ်ရဖို့ရာအတွက်အင်္ဂါ၈ချက်ရှိတယ်နော်နံပါတ်1ကလူသားဖြစ်ရမယ်ဒါပထမဆုံးဗျာဒိတ်ကိုရည်ညွှန်းတာဖြစ်မယ်ဘာလို့လဲဆိုဗျာဒိတ်ခန္ဓာဟာမြတ်စွာဘုရားတရိစ္ဆာန်ဘဝနဲ့ဗျာဒိတ်ခန္ဓာလည်းရှိတယ်နတ်တွေဘဝနဲ့ဗျာဒိတ်ခန္ဓာလည်းရှိတယ်24မျိုးထဲမှာနော်24စုနဲ့တွေ့တဲ့အခါမှာအဲ့တော့ဗျာဒိတ်တော်ကြာဘုရား24စုထဲမှာပထမဆုံးဒီပင်္ဂလာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာတော့လူသားဆက်စစ်ဖြစ်တယ်လိင်္ဂတမ္ပတိယောက်ျားသားဆက်စစ်ဖြစ်တယ်ဟေတုပြည့်စုံလုံလောက်တဲ့ပါရမီအကြောင်းတရားတွေဟာရှိပြီးသားဖြစ်တယ်တတ္ထာရဓာတနာမြတ်စွာဘုရားကိုဖူးတွေ့ရတယ်ကိုယ်တိုင်ဖူးတွေ့ရတယ်ပပ္ပိစ္ဆာယသိတို့ယဟန်တို့ဘုရားသာသနာမဟုတ်ရင်တော့ယသိပပ္ပိစ္ဆာသူတော်စင်ဘဝနဲ့တွေ့ရမယ်ခုနတမ္ပတိဆိုတာဇန်တို့အဘိညာဉ်တို့သမထကျင့်စဉ်တစ်ခုနဲ့တရားဓုတရားမြတ်ပေါက်ရောက်ထားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဓိကာရလွန်ကဲတဲ့ကုသိုလ်ကောင်းမှုတစ်ခုရှိရမယ်အခုသူကုသိုလ်ကဘလောက်လွန်ကဲတော့သူ့မှာပတ်စံဒီငွေကြေးတဏှတွေကအကုန်စွန့်ခဲ့ပြီရသိမရောက်ခင်ကနေသူချမ်းသာသမျှတွေအကုန်ပေးခဲ့ပြီသူဘာရှိတော့ဝတ်ထားတဲ့အဝတ်ပဲရှိတယ်နော်ဘာမှမရှိဘူးရသိတောင်ဝေးတို့ဘာတို့ပါကြမှာမှာပေါ့နော်အဲ့ဒါလောက်ပဲရှိတယ်သူဘာမှမရှိဘူးအဲ့တော့ဘာမှမရှိမပူနဲ့ခန္ဓာကိုယ်ကိုဖျားလှူတာလှူနိုင်တာကိုကြည့်နော်တချို့ကဟိုတော်ကြကြတော့တပည့်တော်မချမ်းသာလို့မလှူနိုင်ဘူးဗျာဘယ်တော့ချမ်းသာမှာတော့လို့မေးရင်နော်အဲ့တော့ဟိုမရှိလို့မလှူလို့မရှိတယ်သွားမှာပဲအဲ့ဒါတော့သိကြတယ်လှုပ်လို့ရတာတွေလောက်အောင်ပေါ့အဲ့မှာသူဝိရယတိသူလက်ကြည့်ရှိတာပဲကိုယ်ဝစင်းတရားခင်းပြီးတော့ဘုရားကိုလှူတာဒါကိုအဓိကတာလို့ခေါ်တယ်အသက်စွန့်ပြီးလှုပ်တာတမန်လူမဟုတ်ဘူးအသက်စွန့်လှူတာဆန္ဒတာဘုရားဖြစ်ခြင်းနဲ့ဆန္ဒသူ့စိတ်ထဲမှာဒီပင်္ဂရာမြတ်စွာဘုရားနဲ့တွေ့လို့ဘုရားစီကတရားနာပြီးတော့နိဗ္ဗာန်ဝင်မယ်ဆိုတဲ့စိတ်မရှိဘူးသူကဒီပင်္ဂရာဘုရားလို့ဘုရားဖြစ်ရမယ်ဆိုတဲ့ဆန္ဒရှိအမြဲတမ်းကြီးမားတဲ့ဆန္ဒရှိအဲ့ဒီရှစ်ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်ဗျာဒိတ်ရပါတယ်လို့ဒါကရေပုံရစကားလို့မှတ်ရမှာပဲဘာဖြစ်လို့တော့ဆို24စုထံကဗျာဒိတ်ကြားတဲ့အခါမှာလူသားမဟုတ်တဲ့ဘဝတွေတွေ့ရတယ်ပေါ့နော်ယဟန်မဟုတ်တဲ့ဘဝတွေလည်းတွေ့ရတယ်ဒါကြောင့်မို့သူမိရာရဲ့သိဘဝကနေပြီးတော့ဒီပင်္ဂရာမြတ်စွာဘုရားနဲ့တွေ့လိုက်တယ်ပထမဆုံးဗျာဒိတ်စကားကိုမှတ်သားပြီးတော့ပါရမီ10ပါးကိုကြိုးစားပြီးတော့ဖြည့်ကျင့်လိုက်တာဒီပင်္ဂရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကဘာပေါင်းအသင်္ချေရဆိုမရေမတွက်နိုင်တာသို့မဟုတ်ဒီအင်တမကောင်းတလက်ပေါ့ရေတွက်လို့မရနိုင်တော့အောင်ကြာတဲ့ကဘာအရေတွက်တစ်ခုနော်အဲ့ဒီအရေတွက်တစ်ခုကိုကျော်လွန်ပြီးတော့မှကွန်တင်ညာမြတ်စွာဘုရားဆိုတာပွင့်တယ်အဲ့တော့4အသင်္ချေဆိုတာဘယ်လိုတွေ့ရတာတော့လို့ဆိုဒီပင်္ဂရာမြတ်စွာဘုရားနဲ့ကွန်တင်ညာမြတ်စွာဘုရားကြားမှာကဘာပေါင်းဘယ်လောက်ကြာတယ်ဆိုတာအရေးတွက်မရှိလို့အဲ့ဒီဟာကိုတသင်္ချေလို့ဒီလိုမှတ်တယ်နော်အဲ့ဒီလိုဟာမျိုး၄ခါကြုံခဲ့တယ်ဒါကြောင့်မို့4သင်္ချေလို့ပြောတာမရေတွက်နိုင်တဲ့အနေအထားတွေ၄ခါကြုံခဲ့တယ်အဲ့တော့ဒီပင်္ဂရာမြတ်စွာဘုရားနဲ့ကွန်တင်ညာမြတ်စွာဘုရားကြားမှာ1အသင်္ချေတစ်ခုမှတ်ရနောက်ကွန်တင်ညာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားပြတ်သွားလိုက်တာကဘာပေါင်းအသင်္ချေထိအောင်ကြာပြီးမှမင်္ဂလာဘုရားပွင့်တယ်အဲ့ဒီကွန်တင်ညာဘုရားနဲ့မင်္ဂလာဘုရားကြားမှာလည်းပဲ1အသင်္ချေလို့ဒီလိုယူဆဒီလိုယူရတယ်မင်္ဂလာဘုရားနဲ့ကတော့ဘုရား4စုပွင့်တယ်နော်မင်္ဂလာဘုရားနဲ့အတူပွင့်တာသုမနဘုရားတို့ရေဝတဘုရားတို့သောဘိတဘုရားတို့ပွင့်ပါတယ်အဲ့ဒီသောဘိတဘုရားထီအောင်4စုပွင့်ပြီးတဲ့နောက်မှာတခါကဘာပေါင်းဘယ်လောက်ကြာတယ်ဆိုတာအရေးတွက်မရှိတော့သောဘိတဘုရားပွင့်ပြီးတဲ့နောက်မှာအနောမဓာတ်တိဆိုရဘုရားပွင့်တယ်အဲ့ဒီဘုရား2စုကြား1အသင်္ချေဟော3ကဂျုံသွားပြီအဲ့ဒီအနောမဓာတ်တိပြီးတော့ဘဒုမမြတ်စွာဘုရားပြီးတော့နာရဒမြတ်စွာဘုရား
အဲ့ဒီဖရာသုံးစုပွင့်ပြီးတဲ့နောက်မှာတခါတစ်အသင်္ချေတစ်ခုလွန်သွားပြန်ဟောလေးသင်္ချေဆိုတာအဲ့ဒါပြောတာနောက်ဘုဒ္ဓမုဒ္ဒရမြတ်စွာဘုရားကနေပြီးတော့ဒီဘက်ကျတော့ကဘာတသိန်းနဲ့ရေတွက်လို့ရသွားပြီရေတွက်လို့မရတာက၄ကရေတွက်လို့ရတာကတသိန်းအဲ့ဒါကိုပဲလေးအသင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုပြောတာနော်တချို့ကအဲ့ဒါလိုအဓိပ္ပာယ်မဖော်ဘဲနဲ့လေးသင်္ချေမဟုတ်ပါဘူးလေးကဏ္ဍဟာရေတွက်လို့ရတယ်ဆိုလေးသင်္ချေပါလို့ဒီလိုပြောတဲ့လူဟာရှိသေးတယ်အဲ့ဒါမမှန်ဘူးနော်မရေတွက်နိုင်တဲ့ဒီဖရာနှစ်စုချာမရေတွက်နိုင်တဲ့ကဘာကြုံခဲ့တာ၄ခါကြုံခဲ့တယ်အဲ့ဒါကိုလေးအသင်္ချေလို့ခေါ်တယ်ဘုရုမုဒ္ဒရာမြတ်စွာဘုရားရဲ့ဒီဘက်ကျတော့ကဘာတသိန်းဂေါရမမြတ်စွာဘုရားမှာလက်ထက်မှာကျွတ်တဲ့မဟာတာဝကအဖြစ်ကျွတ်သွားတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာဘုရုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကြီးပဲခုဂေါရမမြတ်စွာဘုရားလက်ထက်ကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေဘယ်တော့ကျွတ်မလဲနော်ကျွတ်ဖို့ရှိပါတယ်အားမငယ်နဲ့အားမငယ်နဲ့အဲ့တော့ဘုရားတွေပါရမီဆိုတာကိုယ်တိုင်နေစဉ်နဲ့အမျှဖြည့်ကြရတယ်ဖြည့်တယ်ဆိုတာခုနပြောသလိုဒါနနဲ့လေးခြင်းပဲသီလနဲ့လေးခြင်းပဲခန္တီနဲ့လေးခြင်းပဲငါတော့မဟုတ်မခံဘူးလက်မထောင်မဟုတ်မခံဘူးကွာဆိုဘယ်လိုလုပ်ခန္တီပါရမီပြည့်မလို့မဟုတ်တာခံမပါရမီပြည့်မှာနော်ခုကတော့ပါရမီပြည့်ဖို့တော်တော်ခက်တယ်မဟုတ်မခံမာနတဲကြီးတာဟုတ်အဲ့လိုတွေပါရမီဆိုတာကိုယ်စိတ်ထိုက်နဲ့ကိုယ့်ရဲ့အနေအထားကိုလေ့ကျင့်တာပြောတာနော်မြင့်မြတ်တဲ့လုပ်ငန်းတွေနဲ့လေ့ကျင့်အဲ့လိုဘုရားလောင်းဟာတဘွားပြီးတဘွားလေ့ကျင့်လိုက်တာဒီပင်ကရာမြတ်စွာဘုရားပြီးတော့တစ်အသင်္ချေကျွတ်ပြီးတော့ဒီကုဏ္ဏညာမြတ်စွာဘုရားပွင့်တယ်ကုဏ္ဏညာမြတ်စွာဘုရားပွင့်တဲ့အခါကျတော့ဝိစိတာဝီဆိုတဲ့စัจ java ရေမင်းကြီးဖြစ်တယ်သူကအဲ့ဒီအချိန်မှလည်းကြည့်စัจ java ရေစီးစိမ်နဲ့ရစ်မနေဘူးဘုရားမှုရှိတဲ့တန်ဃာတွေပင့်အလှူဒန်းကြီးလုပ်ပြီးတော့သူကိုယ်တိုင်သင်္ကန်းဝတ်တယ်ဂေါရမဘုရားအလောင်းဟာဒီ24စုဗျာဒိတ်ခံတဲ့ထဲမှာဘုရားသာသနာ24ချိန်တွေ့တော်လဲရဟန်းဖြစ်တာ8ချိန်ပဲသို့တော့9ချိန်လို့အဆိုရှိတယ်စာထဲမှာတွေ့တာ8ချိန်ပဲရှားတွေ့သေးတယ်ဘုန်းကြီးတို့9ချိန်တော့မတွေ့ဘူးယသိပါထက်ပေါင်းမှဖြစ်ကောင်းဖြစ်မယ်ယသိထက်ပေါင်းရင်တော့9ချိန်မကဘူး10ချိန်လောက်ရှိနော်အဲ့တော့သာသနာပေါင်းဝင်မှယဟန်လို့ခေါ်တာကိုဖရာရဲ့တပည့်ခံပြီးသာသနာဝင်တာစာထဲမှာမှတ်တမ်းပါတာ10ခုပဲရှိတယ်ဘယ်မှာစရှိတုံးဆိုကွန်တင်ညာမြတ်စွာဘုရားပွင့်တဲ့အခါမှာဝိဇိတာဝီဆိုတဲ့စัจ java မင်းကြီးဖြစ်တယ်အလှူအတန်းလုပ်ပြီးတော့မြတ်စွာဘုရားထံရဟန်းဟောလိုက်တယ်နော်သာသနာပေါင်းဝင်ပြီးတော့ရဟန်းခံတယ်အဲ့ဒီတုန်းကတစ်ချိန်ဖြစ်တယ်လို့မှတ်တာနောက်တစ်ခါအသင်္ချေတစ်ခုလွန်ပြီးတဲ့အခါမှာမင်္ဂလာဖရာဆိုတာပွင့်တယ်အဲ့ဒီမင်္ဂလာဖရာပါရမီဖြည့်စဉ်အခါကာလတုန်းကအမြဲတမ်းထူးခြားသည့်အတွက်ကြောင့်အဲ့ဒီဖရာရဲ့လက်ထက်မှာနေ့တွေညတွေမရှိဘူးဖရာရဲ့ခန္ဓာကိုယ်ကထွက်တော်ရောင်ချီတော်တွေကြောင့်ညပြောက်သွားတယ်တဲ့အမှောင်တွေမရှိတော့ဘူးအလင်းရောင်တွေကြီးပဲရှိတယ်ကဘာကြီးတစ်ခုလုံးကလင်းနေတယ်လို့ဆိုတာနော်အဲ့ဒါလို့ဆိုတယ်အဲ့ဒီတုန်းကဘုရားလောင်းကသူရုစီပုံနာဆိုတဲ့ဘဝနဲ့ဘုရားကိုကုသိုလ်ကောင်းမှုတွေလုပ်ရင်းကနေပြီးနောက်ဆုံးသူလည်းသာသနာပေါင်းဝင်လိုက်တယ်အဲ့ဒီမှာတစ်ချိန်ရဟန်းဖြစ်တယ်ကွန်တင်ညာဘုရားဘဝမှာကွန်တင်ညာဘုရားလက်ထက်မှာယဟန်တစ်ချိန်ဖြစ်တယ်မင်္ဂလာတရားလက်ထက်မှာဘုရားလက်ထက်မှာယဟန်တစ်ချိန်ဖြစ်တယ်မင်္ဂလာဘုရားပြီးတဲ့နောက်ပိုင်းကျတော့သူမနာဆိုတဲ့ဘုရားပွင့်တယ်အဲ့ဒီဘုရားလက်ထက်မှာတော့ဘုရားအလောင်းဟာနဂါးဖြစ်တယ်ပေါ့အဲ့ဒီနဂါးဘဝနဲ့လည်းပဲဗျာဒိတ်ခံရတယ်ဒါကြောင့်မို့လူသားမဟုတ်လေဗျာဒိတ်ခံတယ်လို့ဒီလိုမှတ်ရမှာပေါ့နောက်တစ်ခုယေဝရမြတ်စွာဘုရား9စုမြောက်ယေဝရမြတ်စွာဘုရားပွင့်တဲ့အခါမှာအတိဒေဝဆိုတဲ့ပုံနာဖြစ်တယ်အဲ့တော့လေကုသိုလ်ကောင်းမှုလုပ်ပြီးဗျာဒိတ်ခံခဲ့ရတယ်ပေါ့နောက်နံပါတ်6အနေနဲ့ကသောဘိတဆိုတဲ့မြတ်စွာဘုရားပွင့်မြန်တယ်ပွင့်တဲ့အခါမှာဘုရားလောင်းကအဇိတဆိုတဲ့ပုံနာဘဝနဲ့ဗျာဒိတ်ခံခဲ့ရတယ်ပေါ့အဲ့ဒီသောဘိတမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်ဘုရားအဆက်ပြတ်သွားတယ်ကဘာအသင်္ချေကြာပြီးတဲ့နောက်မှာနံပါတ်9အနေနဲ့အနောမတတိမြတ်စွာဘုရားပွင့်တယ်အဲ့ဒီနောမတတိမြတ်စွာဘုရားပွင့်တဲ့အခါမှာဘုရားလောင်းဟာဘီလူဖြစ်နေတယ်အဲ့ဒီဘီလူဘဝနဲ့ပဲ
ဗျာဒိတ်ခံတယ်လို့ပြောတယ်နောက်တစ်ခါနံပါတ်8အနေနဲ့ကအဲ့ဒီတကဘာထဲမှာပဲဘဒုမမြတ်စွာဘုရားပွင့်တယ်အဲ့ဒီမှာရှင်သေးဖြစ်သွားတယ်ရှင်သေးဖြစ်တဲ့အခါမှာတရိษံပေမဲ့လို့ဘုရားကိုတွေ့တဲ့အခါမှာရှင်သေးကြီးက9ရက်လုံးလုံးအစာမစားဘူးမြတ်စွာဘုရားနာမှာဝတ်နေတယ်သူ့စိတ်ထဲမှာပီတိတွေဖြစ်နေတာနော်ပီတိတွေဖြစ်9ရက်အစာမယူပဲနဲ့မြတ်စွာဘုရားကိုပူဇော်ပြီးတော့နေတယ်အစာမစားပဲနဲ့ရှင်သေးဖြစ်သည့်အတွက်ကြောင့်ဥပုသ်ဆောင်နာတို့ဘာတို့ဒါတွေတော့မသိဘူးပေါ့နော်ဒါပေမဲ့သူ့စိတ်ကအမှန်တမ်းကြည်နူးပြီးတော့နေတယ်အဲ့ဒီမှာဘုရုမမြတ်စွာဘုရားဗျာဒိတ်ပေးခဲ့တယ်ပဲတရိษံမောအဲ့ဒီမှာနောက်တစ်ခါနံပါတ်9နာရဒမြတ်စွာဘုရားပွင့်တော်မူတဲ့အခါကျတော့ဘုရားလောင်းကယသိဘဝနဲ့တွေ့တယ်အဲ့ဒီမှာလည်းဗျာဒိတ်တစ်ခါခံရတယ်ပေါ့နာရဒမြတ်စွာဘုရားရဲ့နောက်မှာအသင်္ချေတစ်ခုလွန်မြောက်သွားပြီးတော့မှပထုမုဒ္ဒရမြတ်စွာဘုရားဆိုတာပွင့်တယ်အဲ့ဒီပထုမုဒ္ဒရမြတ်စွာဘုရားလက်ထက်ကျတော့ဇတိလဆိုတဲ့မြို့စားကြီးဖြစ်တယ်အဲ့ဒီမြို့စားကြီးအဖြစ်ကကုသိုလ်ကောင်းမှုတွေလုပ်ရင်းကနေပြီးတော့မြတ်စွာဘုရားစီကဗျာဒိတ်ရတယ်တဲ့အဲ့ဒီပထုမုဒ္ဒရမြတ်စွာဘုရားကျတော့ကဘာတသိန်းပေါ့ထက်နောက်တစ်ခါကဘာပေါင်း9000လွန်ပြီးတော့ကဘာ3000မြောက်မှာသူမိတာဆိုရယ်မြတ်စွာဘုရားပွင့်တယ်နံပါတ်17သူမိတာမြတ်စွာဘုရားအဲ့ဒီသူမိတာဘုရားပွင့်တဲ့အခါကျတော့ဥတ္တရလူလင်ဆိုလူငယ်တယောက်ဖြစ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့သာသနာပေါင်းဝင်သွားတယ်အဲ့ဒီမှာယဟန်တစ်ချိန်ဖြစ်တယ်နော်12ပါးမြောက်သူဇာတမြတ်စွာဘုရားပွင့်တဲ့အခါမှာစัจ java ဝရီမင်းကြီးဖြစ်နေတယ်စัจ java ဝရီမင်းကြီးရဲ့စัจ java မင်းစည်းစိမ်ကိုစွန့်ပြီးတော့ယဟန်ဘဝဝင်သွားတယ်အဲ့ဒီမှာဗျာဒိတ်တစ်ခါရတယ်နောက်ဒီကဘာကနေပြန်ပြီးတော့တွေ့တဲ့အခါမှာ18ကဘာမြောက်ပိယဓာတိဆိုတဲ့မြတ်စွာဘုရားပွင့်တယ်အဲ့ဒီဘုရားလက်ထက်မှာကတ္တဗလူလင်ဆိုတာဖြစ်တယ်ဗျာဒိတ်ခံတယ်14ပါးမြောက်အဋ္ဌဓာတိဆိုတဲ့မြတ်စွာဘုရားပွင့်တော့သူတိမဆိုတဲ့ယသိဘဝနဲ့ဗျာဒိတ်ခံရတယ်15ပါးမြောက်ဓမ္မဓာတိဘုရားပွင့်တဲ့အခါကျတော့တရားမင်းကြီးဖြစ်တယ်အဲ့ဒီမှာလည်းတရားဘဝနဲ့ဗျာဒိတ်ခံရတယ်ပေါ့နောက်94ကဘာ180ကနော်94ကဘာမြောက်မှာတိဋ္ဌထမြတ်စွာဘုရားပွင့်တဲ့အခါမှာမင်္ဂလာဆိုတဲ့ယသိကြီးဖြစ်တယ်မင်္ဂလာအမည်ရှိတဲ့ယသိကြီးဘဝနဲ့ဗျာဒိတ်ခံရတယ်18ပါးမြောက်92ကဘာမြောက်မှာပွင့်တဲ့တိဋ္ဌဆိုတဲ့မြတ်စွာဘုရားဖြစ်တော်မူတဲ့အခါမှာသူဇာတယသိဘုရားလောင်းကသူဇာတယသိဘဝနဲ့ဗျာဒိတ်ခံခဲ့တယ်တဲ့နောက်18ပါးမြောက်ကဖုဒ္ဒဆိုတဲ့မြတ်စွာဘုရားအဲ့ဒီမှာဝိဇိတာဝီဆိုတဲ့မင်းဖြစ်တဲ့အခါမှာမင်းစည်းစိမ်ကိုစွန့်ပြီးတော့ယဟန်ခံတယ်အဲ့ဒီမှာလည်းပဲယဟန်တစ်ချိန်ဖြစ်တယ်ဗျာဒိတ်ခံရတယ်90ကဘာမြောက်ကပွင့်ခဲ့တဲ့ဝိပဿတိမြတ်စွာဘုရားအဲ့တော့ဝိပဿတိမြတ်စွာဘုရားကဒီဘက်ကိုဘုရား9စုလို့ခေါ်တာနော်အတ္တနာရိယသုတ်တို့ရတဲ့လူတွေသိလိမ့်မယ်ဝိပဿတိသသနမထုတို့နောက်ခန္ဓာသုတ်ထဲမှာနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာဘုရား9စုရှိခိုးတယ်ဆိုလေအဲ့ဒါဘုဒ္ဓတအနေနဲ့ပြောရမယ်ဆိုရင်ဝိပဿတိမြတ်စွာဘုရားက60ကဘာကပွင့်ခဲ့တာကဘာကြီးထဲမှာဝိပဿတိမြတ်စွာဘုရားရဲ့တပိတာဝကတွေရှိနေတယ်ဘယ်မှာရှိတုံးဆိုရင်သုဒ္ဓဝါဒပြမပုံမှာရှိတယ်ကျန်တဲ့ဘုရားတွေရဲ့တပိတာဝကတွေကမရှိတော့ဝိပဿတိမြတ်စွာဘုရားအထီအောင်တပိတာဝကတွေကျန်သေးတယ်လက်ကျန်တယ်တပိဆိုတာကကိုယ်ဆရာကိုအစွဲလေးတွေရှိတယ်လေအဲ့တော့ဝိပဿတိမြတ်စွာဘုရားလက်ထက်မှာတရားဓုတရားမြတ်ရပြီးတော့ဗြဟ္မာကြီးတွေဖြစ်နေတယ်အနာဂံဗြဟ္မာကြီးတွေကယဟနာကြီးတွေဖြစ်ပြီးတော့နေကြတယ်အဲ့တော့ဝိပဿတိမြတ်စွာဘုရားရဲ့တပိတာဝကတွေရှိနေသေးတယ်တဲ့ဒါကြောင့်မို့လို့အဲ့ဒီဘုရားကစပြီး9စုဆိုပြီးတော့ရှိခိုးတာနော်နောက်ဝိပဿတိမြတ်စွာဘုရားပြီးတဲ့အဲ့ဒီဘုရားလက်ထက်မှာအတုလဆိုတဲ့နဂါမင်းဖြစ်တယ်အဲ့ဒီနဂါဘဝနဲ့ပဲဗျာဒိတ်ခံတယ်တခါ32ကဘာမြောက်ဒီကနေပြန်ကောက်ပြီးတော့ရေတဲ့အခါမှာတိခီဆိုတဲ့မြတ်စွာဘုရား20ပါးမြောက်ပွင့်တော်မူတယ်အရိဏမဆိုတဲ့မင်းဘဝနဲ့ဘုရားလောင်းဟာဗျာဒိတ်ခံခဲ့တယ်ပေါ့နောက်22ပါးမြောက်ကျတော့ဝိတ္တဘူဆိုတဲ့မြတ်စွာဘုရားပွင့်တယ်ဝိတ္တဘူမြတ်စွာဘုရားရဲ့
လက်ထက်မှာသုဒ္ဓတနဆိုတဲ့မင်းဖြစ်ခဲ့တယ်အဲ့ဒီမှာလဲဗျာဒိတ်ခံခဲ့ရတယ်ပေါ့အဲ့တော့21စုပြီးတဲ့အခါကျတော့ဗဒ္ဒကဘာရောက်လာပြီဗဒ္ဒကဘာရောက်လာတဲ့အခါမှာ22စုမြောက်ပွင့်တာကကကုတန္တမြတ်စွာဘုရားကကုတန္တမြန်မာပြည်မှာဆိုးနေတဲ့တခြင်းထဲမှာဘာဖြစ်လို့ဂုံတွေလျှောက်ထည့်တယ်လဲမသိဘူးကကုတန္တဂုံကောဏဂုံကတ္တဗဂုံနဲ့ဆိုပြီးတော့နော်တကယ်ကမြတ်စွာဘုရားရဲ့ဘွဲတော်ဟာကကုတန္တမြတ်စွာဘုရားကကုတံမြတ်စွာဘုရားလို့အတူကောက်ဒီလိုခေါ်တယ်ကောဏဂမနကြတော့ကောဏဂုံလို့ခေါ်တာကောဏဂမနကောဏဂမနမြတ်စွာဘုရားမြန်မာလူစာရေးတဲ့အခါတချို့ကကောဏဂုံလို့ရေးတာကတ္တဗမြတ်စွာဘုရားလည်းကတ္တဗမြတ်စွာဘုရားပဲအဲ့ဒါမဟုတ်တခြင်းထဲမှာဘယ်လိုဖြစ်နေကကုတန္တဂုံကောဏဂုံကတ္တဗဂုံဂုံဒီဘယ်ဟာနေလျှောက်ထည့်လိုက်တယ်မသိဘူးနော်ဘုရားပွဲတော်တွေမှာအပူတွေပါသွားတယ်ဒါလည်းမှတ်စရာပေါ့နော်မှားယွင်းပြီးတော့ပါနေတယ်လို့ဆိုလိုတာကကုတန္တမြတ်စွာဘုရားကောဏကမနမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားဘုရားလေးစုပွင့်တာအဲ့ဒီမှာကကုတန္တမြတ်စွာဘုရားလက်ထက်မှာခေမဆိုတဲ့ဘယင်ဘွားနဲ့ဗျာဒိတ်ခံခေမမင်းဖြစ်ပြီးတဲ့အခါမှာရဟန်းခံလိုက်တယ်မင်းဘွားကိုဆွန့်လွတ်ပြီးတော့ကကုတန္တမြတ်စွာဘုရားလက်ထက်မှာယဟန်ဖြစ်ခဲ့တယ်သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံတယ်တခါကောဏဂမနမြတ်စွာဘုရားပွင့်တယ်ကကုတန္တမြတ်စွာဘုရားကအနှစ်4000မှာပွင့်တယ်ကောဏဂမနမြတ်စွာဘုရားကအနှစ်တက်တန်းအနှစ်3000မှာပွင့်တယ်အဲ့ဒီကောဏဂမနမြတ်စွာဘုရားလက်ထက်မှာလည်းပဲဘုရားအလောင်းတော်ကပပ္ပတဆိုတဲ့မင်းဖြစ်တယ်အဲ့ဒီမင်းဘဝနဲ့ဗျာဒိတ်ခံပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံတယ်အဲ့ဒီမှာနောက်တစ်ခါကတ္တဗဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူလာတယ်အနှစ်2000တန်းမှာကတ္တဗမြတ်စွာဘုရားပွင့်တဲ့အခါမှာဇောတိပါဠဆိုတဲ့ပုံနာလူလင်တယောက်ဖြစ်တယ်အဲ့ဒီပုံနာလူလင်ဖြစ်တဲ့အခါမှာစဉ်းစားကြည့်နော်ကတ္တဗမြတ်စွာဘုရားပွင့်ပြီးရင်ပွင့်မဲ့ဘုရားကဘယ်သူတုံးဆိုခေါရမဘုရားပဲအဲ့ဒီဘုရားကတ္တဗဘုရားပွင့်တဲ့အချိန်မှာပုံနာသွားဖြစ်တယ်အဲ့ဒီမှာဇောတိပါဠပုံနာသွားဖြစ်တယ်အဲ့ဇောတိပါဠပုံနာရဲ့တငယ်ချင်းကဘယ်သူတုံးဆိုဂတိကာရဆိုတဲ့အိုရင်းတယ်ကြီးသူကအနာဂံကတ္တဗမြတ်စွာဘုရားရဲ့တပိတာဝကအဲ့ဒီဂတိကာရဆိုတဲ့အိုရင်းတယ်ကြီးနဲ့ဇောတိပါဠတို့ကတငယ်ချင်းဆက်ချင်းမတူပေမဲ့လို့ခင်တာပေါ့လူချင်းခင်ကြတယ်ခင်တဲ့အခါမှာပုံနာဆိုတဲ့လူတွေကဗြဟ္မဏတွေကသူကဖះတို့ဘာတို့ခေါင်းပြောင်အောင်ရိတ်လိုက်ရင်ကဒုံးဆိုပြီးတော့သူတို့ကဖက်မလုပ်ဘူးနော်ပုံနာဆိုတာသူတို့ကပြမကိုးွယ်တာအဲ့တော့ယဟန်ခံလိုက်တဲ့ဆိုကြတဲ့သူတို့ကအဖက်မလုပ်ချင်ဘူးဒါအမျိုးဆက်ကြောင့်ဇောတိပါဠကိုဂတိကာရကနေပြီးတော့ဘုရားကျောင်းတော်သွားရအောင်ဘုရားစီကိုခေါ်တာမလိုက်ဘူးမလိုက်ရုံနဲ့မကဘူးဒီကတုံးရုပ်တွေစီဘာလို့သွားမှာတော့လို့တောင်ပြောတာကြည်ဒါဘယ်သူပြောတာတုံးဘုရားအလောင်းအရင်မှကြီးပြောတာနော်အဲ့တော့ကိုယ့်ကိုယ်သိအထင်မကြီးနဲ့ဒီဘဝဗုဒ္ဓဘာသာနောက်ဘဝဗုဒ္ဓဘာသာဖြစ်ချင်မှဖြစ်မှာအဲ့တော့ကောင်းတဲ့စိတ်ဓာတ်ကလေးတွေခိုင်မြဲအောင်လုပ်မှာနော်အမျိုးဆက်တို့ပတ်ဝန်းကျင်တို့ကလူကိုလှည့်စားသွားတတ်တယ်လှည့်စားသွားတတ်တယ်အမှန်တမ်းတရားတရားတို့ပညာတို့ခိုင်မာအောင်လုပ်ဖို့အရေးကြီးတယ်ပေါ့ပတ်ဝန်းကျင်ဆိုတာကြော်နိုင်ခဲ့တယ်ပတ်ဝန်းကျင်ကိုဥပနိဒေယပစ္စယောလို့ခေါ်တာအခုကကံကောင်းလို့ပတ်ဝန်းကျင်ကောင်းနဲ့တွေ့ပြီးတော့ဒီတရားတရားလေးထိုက်သိလျောက်ရှိပြီးတော့တရားလေးနာသီလလေးစောင့်ဒါလေးကိုသိအထင်မကြီးနဲ့အောင်လုပ်เสียရတဲ့အများကြီးရှိသေးတယ်လို့ဒီတဲ့ကောင်းအောင်ခိုင်မာအောင်ကိုယ့်ကိုကြိုးစားဖို့လိုအပ်တယ်ကြည်ပါရမီအရင်မှဖြစ်တဲ့ဇောတိပါဠဆိုတဲ့ဂေါရမဗုဒ္ဓရဲ့အလောင်းတော်ဟာဖះစီခေါ်တာမလိုက်ဘူးဘလောက်ထီအောင်ကိုလူကခေါ်တော့ဆိုဖះစီခေါ်တော့ဖះเจ้าဒီနာလေးနီးနီးလေးသွားရအောင်ဆိုမလိုက်ဘူးဒါဖြင့်ဘုရားကြောင့်ခေါ်တော့မလိုက်ရင်ဒါဖြင့်ရေချိုးသွားရအောင်ဆိုမြစ်အဲ့ကြတော့ချက်ချင်းလိုက်သွားခုခေတ်လည်းတူတူပဲပွဲကြည့်သွားရအောင်ဆိုလိုက်မယ်တရားပွဲသွားရအောင်ဆိုမလိုက်ဘူးနော်အဲ့တော့ပါရမီဆိုတာဒီလိုကြွာချားတယ်နော်အဲ့ဒီမှာရေချိုးသွားရအောင်ခေါ်သွားပြီးတော့
ရေချိုးပြီးတဲ့အခါတခါထပ်ခေါ်တယ်ဟိုလူကမလိုက်ဘူးနောက်ဆုံးကြတော့မလိုက်တော့ဘာခေါ်တော့အဝတ်ဆွဲခေါ်လုံကြီးကိုဆွဲခေါ်အဲ့ဒါလည်းမလိုက်ဘူးနောက်ကြတော့ဘလောက်ထိအောင်လုပ်လို့ဆိုဂတိကာရကဆပင်ဆွဲခေါ်ဆပင်ကိုဆွဲမလို့ရောင်တုံးကိုကင်ပြီးဆိုတဲ့အခါကျတော့မှဖះလောင်ကမဆွဲရသေးဘူးသူ့ဆပင်ကင်လိုက်တာနဲ့တပြိုင်တည်းသူကတတိယသွားတယ်ဩငါ့ကိုအချင်းချင်းခေါ်တာခုနောက်ဆုံးရောင်ဆွဲတယ်ဆိုတာတာမန်နဲ့ဆွဲလို့မရဘူးလေလူတွေကသပင်ဆိုတာအထွတ်မြတ်ထားတာရှေ့ခေတ်ကရောင်ဆွဲခေါ်တယ်ဆိုတာအမှန်တမ်းပြင်းထန်တာနော်အမှန်တမ်းပြင်းထန်သူငါ့ကိုအကြောင်းရှိလို့နေမှာပဲဖះစီခေါ်တာတကယ်ကိုအကြောင်းရှိလို့နေမှာသူနဲ့ငါနဲ့ဆိုရင်ဇတ်ချင်းကမတူဘူးဇောတိပါဠပုံနာကဇတ်မြင့်တယ်ဟိုဟာကအိုးရင်းတယ်ဆိုတော့ဇတ်နှိမ့်လေဇတ်နှိမ့်တဲ့ပုဂ္ဂိုလ်ကငါရောင်ဆွဲနိုင်လောက်အောင်သူကငါ့အပေါ်မှာစေတနာထားတာပါလားလို့စိတ်ထက်ကဘုရားလောင်းနေအဲ့လိုကောင်းတာသူဟာအဲ့ဒီအချိန်မှာသူတန်ဝေတတိယသွားတယ်အကျိုးရှိလို့ခေါ်တာနေမှာပဲဆိုပြီးတော့ဟေးတကယ်ချင်းငါစပင်တော့မကိုင်းနဲ့လိုက်မယ်ဆိုပြီးလိုက်သွားဟိုလဲရောက်ရောဘုရားတရားဟောတာနာဘုရားတရားလည်းနာလိုက်ရောဆုံးဖြတ်ချက်ကဘာဖြစ်တော့ဓမ္မအမှန်တရားဆိုပြီးတော့ဘဝကိုချက်ချင်းစွန့်ပြီးတော့သာသနာပေါင်းဝင်လိုက်တယ်လေဟိုသူခေါ်သွားတဲ့လူကဘုန်းကြီးမဝနိုင်ဘူးဖះလောင်များဆုံးဖြတ်ချက်အမှန်တမ်းတိကျအဲ့ဒါသူကတရားနာပြီးတာနဲ့သင်္ကန်းဝတ်လိုက်တယ်မပြန်တော့ဘူးအဲ့တော့ဘုရားလောင်းရဲ့စိတ်ဓာတ်မှန်ပြီဆိုလို့ရှိရင်ချက်ချင်းလုပ်တယ်မှားပြီဆိုတဲ့ကိစ္စလည်းချက်ချင်းစွန့်နိုင်တန်လန်မလုပ်ချင်တာမန်လူတွေကတော့တန်လန်နဲ့တိတ်ပြတ်ခဲတယ်ပေါ့သူကရောင်တောင်လှုပ်ချင်သေးတာဟုတ်နော်ဝိတ်လေချောင်ဘတ်လို့ခေါ်တယ်ဟိုလိုဒီလိုတွေများတာဟိုအကြောင်းပြလိုက်တိမ်တယ်ဒီအကြောင်းပြပြီးတိမ်လိုက်အဲ့ဒါလိုလေဟာပါရမီကမပြည့်သေးလို့ပါဆိုပြည့်ရင်ဖြစ်မဲ့ပုံစံမျိုးပြောတာပေါ့အဲ့ဒါလိုရှောင်တိမ်တတ်တဲ့အလေးချင်းကြောင့်ဘုရား24စုရှောင်းလာခဲ့တာအခုတစုမှမတွေ့သေးဘူးအတော်အပုံကောင်းတယ်လို့ပြောရမှာပဲเนาะအဲ့တော့မြတ်စွာဘုရားရဲ့အလောင်းတော်ဘုရားဂေါတမဗုဒ္ဓဟာအခုကဲ့သို့သောဗုဒ္ဓဘောင်4ပါး24စုသောဘုရားတော်တွေဘုရားတွေဓမ္မဗျာဒိတ်စကားမှတ်သားနာယူပြီးတော့ဘုရား24စုကအတည်ပြုခဲ့လို့အခုဘုရားဖြစ်သူရောက်ရှိပြီးတော့သွားပြီအဲ့ဒီမြတ်စွာဘုရားရဲ့သာသနာမှာဘုန်းကြီးတို့တွေဟာဘုရားသာသနာတော်နဲ့တွေ့ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေနာယူခွင့်လိုက်နာခွင့်ကျင့်သုံးခွင့်ရကြတယ်ဒီအချိန်လေးဟာအကောင်းဆုံးအချိန်ပဲဒီမြတ်စွာဘုရားရဲ့သာသနာတော်မှာတို့တွေတရားတွေကိုတတ်ဆွမ်းသမျှသိအောင်ကြိုးစားကြမယ်နာယူကြမယ်မှတ်သားကြမယ်လိုက်နာကြမယ်ကျင့်ကြံကြမယ်ဆိုလို့ရှိရင်ဒီဘုရားသာသနာမှာတည်းပဲကျွတ်တန်းဝင်နိုင်တယ်အကယ်၍ကျွတ်တန်းမဝင်ဘူးဆိုတောင်မှပဲနောက်ဘုရားနောက်မကြခင်ပဲဘုရားသာသနာတစ်ခုနဲ့တွေ့ကြုံရင်တေချာပေါက်ကျွတ်တန်းဝင်ကြမှာဖြစ်တယ်အဲ့ဒါလောက်တောင်မဟုတ်ဘူးအနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီဘဝမှာကျွတ်တန်းမဝင်သေးဘူးစူကြီးပံမဟုတ်ဘူးဆိုရင်ဒီဘဝပဲကျွတ်တန်းဝင်နေတဲ့စိတ်နဲ့ကြိုးစားလို့နောက်ဆုံးအချိန်တေဂဏိအချိန်ရောက်တဲ့အခါမှာတရားတို့တရားမြတ်ရသွားနိုင်တယ်မရဘူးဆိုရင်စိတ်မပြတ်နဲ့ဒီဘဝကနေနတ်ပြည်ရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကိုမိလိုက်တဲ့နတ်တွေကဘုရားအကြောင်းပြောလိုက်မယ်ပြောတဲ့အခါမှာသူတို့စီကတရားဓမ္မတွေဘုရားအကြောင်းတွေပြောရင်းကနေပီတိတွေဖြစ်ပြီးတော့ဘုရားရဲ့တရားတော်တွေကိုပြန်တတိယပြီးတော့တရားတို့တရားမြတ်ရသွားကြမှာပါအဲ့ဒီနည်းနဲ့ရနိုင်တယ်လို့ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားတာတွေရှိပါတယ်ပေါ့နော်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဂေါတမဗုဒ္ဓရဲ့ဗျာဒိတ်တော်ကြာဘုရား24စုနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေအကျဉ်းအားဖြင့်ဟောကြားလို့နာယူမှတ်သားပြီးတော့ဖြေကြပြီဘဝဆိုတာအခုလိုမိမိတို့ကိုယ်တိုင်ပါရမီကိုဖြည့်ကျင့်မှသာလဲတရားတို့တရားမြတ်တွေကိုရနိုင်တယ်ပါရမီဖြည့်နေတဲ့ဘုရားအလောင်းတော်ကြီးများသည်ပဲလေရံခါတိမ်ပါသွားတာတွေဖြစ်နိုင်သေးတော့တို့တွေဟာစိတ်ချရအောင်တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဒီဘဝမှာရနိုင်နေများအသိဉာဏ်တွေရရှိတိမ်ပါမှုတွေလွတ်အောင်ကြိုးစားအားထုတ်ကြရမှာလို့ကိုယ်စီသဘောကျပြီး
ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပွားရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေတဲ့ရောရှက်သင်ပြန်ပိတိတည်ဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်နိုင်၍နေကြပါစေကုန်သတည်း